ကျွန်တော်ဒီအုပ်ပုံကြီးရကို over nutrition ဖြစ်ပါတယ်လူလဲဆိုတော့9ရောက်ပဲရှိပါတယ်ကျွန်တော်လှုပ်ရှားမှုတွေဒီမှာမတန်လေးဖြစ်ပါတယ်โอเคမင်္ဂလာပါကိုကြီးတို့ကျွန်တော်ဖုန်းကြောင်းမှာအုပ်စီနေတာဖြစ်ပါတယ်ဗျာလောဆယ်ကျွန်တော်ဗီဒီယိုလေးရိုက်ရှင်းမယ်ဖြစ်ပါတယ်ဒီတော့ဖြစ်သွားပြီဒီတော့ရောက်နေပြီလောဆယ်ဒီလောက်ပုံကြီးရတယ်ဒီလောက်ပုံကြီးဖြစ်သွားပြီကျွန်တော်တို့ဒီမှာရေရှိပါတယ်ရေရှိရယ်ရောက်ရှိနေရနေရတော့ဒီလိုနေရာလေးဖြစ်ပါတယ်ဒီလိုလှုပ်ရှားမှုဖြစ်နေတယ်ကိုကြီးရောပြောရတယ်မလို့ကိုကြီးရိုက်မှုဟိုဒီနေမှာတက်ဆုံးနေဒုက္ခပဲအေးလုံးနဲ့ဟိုကိုကြီးလိုက်ရှာတယ်ဗီဒီယိုလေးမှာထည့်မလို့အေးဟုတ်ပြီအခုလိုက်ရှာနေတာကျွန်တော်ကဒီမှာကျွန်တော်ဘလော့ရိုက်ရထဲမှာအခုမှတ်တမ်းတင်ထားပါဒီမှာဟုတ်တယ်ကျွန်တော်9ရောက်ဖြစ်ပါတယ်